မင်္ဂလာပါနန်းနန်းခေရဲ့အိတ်ချမ်းမှုနဲ့အတူရေပြင်ပေါ်မှာတက်ပြန်မွေးကြိုင်စွာဝင်လန်းနေတဲ့ဂျပန်လေးတွေကိုမြင်တွေ့ရတာစိတ်ကအလောအမီအိတ်ချမ်းစေပါတယ်ဂျပန်ဆိုတာအကြောင်းအသွေးလက်ပေါက်ရတဲ့မကပဲတည်ငြိမ်ခြင်းတန်ဆင်းစေခြင်းနဲ့အိတ်ချမ်းခြင်းတွေကိုပေါ်ဆောင်ပေးတဲ့သဘောဝတရားရဲ့လက်ဆောင်တစ်ခုပါဂျပန်ရဲ့ထူးခြားခြင်းကတော့ချောညော်ထဲမှာအမြင့်တွေပေါက်ဖွားရပြီမင်းချောညော်ရဲ့ညဉ့်ညမ်းမှုတွေနောက်တော့မပြေချင်ပဲအဆင်းစစ်တဲ့တော့ဝင်လန်းလာတာပါပဲဒါကြောင့်လေဗုဒ္ဓဘာသာမှာဂျပန်ကိုကိလေသာညစ်ခြင်းတွေကြားကနေလောမြောက်ပြီးစေကျတဆင်းတဲ့တရားဓမ္မရဲ့တေကိတာအဖြစ်တန်ဖိုးထားပူဇော်ကြတာဖြစ်ပါလေကြည့်ပါဦးကြာပြည့်ပုံမှာတင်ကြနေတဲ့ရည်စက်ကလေးတွေကလိမ့်နေပေမဲ့ကြာရွေးမှာဆွဆုံးတော့ပါဘူးဒါဟာကြာရွေးရဲ့သဘောဝအတိုင်းရည်မတင်ကြနိုင်တဲ့ထူးခြားတဲ့တတိတစ်ခုပါကြာပန်းရဲ့အစိတ်ပိုင်းတိုင်းဟာအသုံးဝင်ပါတယ်ကြာစေးဆိုရင်အာဟာရပြည့်ဝတဲ့အစားအစာတစ်ခုဖြစ်ပြီးကြာရွေးနဲ့ကြာပွဲတွေကလည်းစိတ်ဖက်ဝင်ပစ္စည်းတွေဖြစ်ကြပါတယ်ဂျပန်တွေမှာပန်းရောင်အဖြူရောင်အနီရောင်နဲ့အပြာရောင်အညူရောင်ဆိုပြီးအမျိုးမျိုးရှိကြပါတယ်။ကြာဖြူကတော့တက်ဆိတ်စစ်ခြင်းချင်းကိုဖော်ညွှန်းပြီးပန်းရောင်ရှိတဲ့ကြာကတော့ပြည့်မြတ်ခြင်းနဲ့အနန္တမေတ္တာတွေကိုကိုးစားပြုပါတယ်။အရာတိုင်းမှာသူ့ရဲ့တီးခြားလောက်ပါတဲ့အလှတရားကိုစီရှိကြပါတယ်။ကျွန်တော်တို့ရဲ့လူဘဝမှာလည်းဘာပဲကြုံတွေ့ရပါစေရှော့ညော့ကြမှာပွက်လန်းလာတဲ့ဂျပန်လေးလေးလိုအခက်အခဲတွေကိုကျော်လွှားပြီးကိုယ့်ရဲ့စေကျင်တဲ့အလှတရားနဲ့ပတ်ဝန်းကျင်ကိုအေးချမ်းရပါစေမယ်ဂျပန်လေးတွေလိုပဲစိတ်အေးချမ်းခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေဆိုဆိုတဲ့အုံနိုင်ရဟာကြီးတွေမှာနည်းနည်းလောက်ပါစွာပါရောက်နေတဲ့ဒီအပင်လေးတွေကိုမြင်ကြပါသလားဒါကတော့သူတို့ရဲ့သိသွယ်နေမှတဲ့အတ္တလေးတွေကြောင့်မိမပြူတို့ရဲ့စာကေသာနဲ့နိုင်ရှင်လေးရှိကြတဲ့ Maran Near Fair ပဲဖြစ်ပါလေသူရဲ့ပရင်ရောင်အနည်းရောင်အတ္တအမြင်လေးတွေပေါ်မှာသရိကပုံစံအရွက်စိမ့်လေးတွေစီရီတွဲလောင်းခုတွဲနေတာဟာတဘာဝတရားရဲ့လက်ရမြပကြီးကတစ်ချမ်းလိုပါပဲနေအောင်ချီတိုက်ရိုက်မရတဲ့အင်းမြဆူဆော်တဲ့ပါဝေါ်ကျင်မှာပုံမဖြတ်ထောပြီးအောက်နိုင်ရတွေဘေးမှာနေသေးစွာပွက်လန်းနေလေးရှိတတ်ကြပါတယ်မျိုးပြရဲ့ရုပ်သေးသေးတွေကြားမှာဒီလိုစိတ်ဆူစိတ်ငြိမ်တဲ့အလားတရားလေးတွေကိုခဏတာကြီးစုခံစားလိုက်ရုံနဲ့လေစိတ်နှလုံးကိုအေးချမ်းသွားစေပါလေအဲ့အပြင်ဘက်ကအုံနိုင်ရဟောင်းတွေအဆူတန်းရှိတဲ့မြင်မြင်တွေပုံမှာအလေးချောင်းပေါင်းနေတတ်တဲ့ဒီလိုအစဲရအပင်လေးတွေကိုပြေးကူကြမှာပါဒါကတော့ကြောင်ရှာစိမ့်သူမဟုတ်ဒီမုံညင်းလို့ခေါ်ကြတဲ့ Fanfromia Fluorescenta ဆိုတဲ့အပင်လေးပဲဖြစ်ပါတယ်သူ့ရဲ့အရွက်ကလေးတွေဟာနှလုံးပုံစံရှိပြီးပြောင်းလဲနေတတ်တယ်လို့အည်ဆွမ်းပြီးနုနယ်လောတာကြောင့်တဘာဝတရားရဲ့စိတ်ဆူစိတ်ငြိမ်မှုကိုပေါ်လွင်စေပါလေဒီပင်ရဲ့ထူးခြားခြင်းမှာဒီပင်လေးတွေဟာနေရာပြင်းပြင်းချင်းအင်းများစိတ်ဆူပြီးအရေးရတဲ့ပတ်ဝန်းကျင်မှာပုံမဖြစ်ထွန်းတတ်ကြတာပါအပွဲတန်လေးတွေဟာအရွက်တွေကြားကနေတိတိကျကျထွက်ပေါ်လာတတ်ပြီးအစိမ်းရောင် spike ပုံစံပန်းခိုင်လေးတွေအဖြစ်ပွက်လန်းတတ်ကြပါတယ်သူတို့ရဲ့စေတနိုင်စွမ်းကအံ့ဩစရာပါကြောက်တုံးအကျိုးအကြောင်းတွေနဲ့ချမ်းထမ်းတဲ့အုတ်နံရတွေပေါ်မှာအမြင့်တွေပြီးတန်လာပပစေတနိုင်ကြတာပါလေဒီ
အပင်လေးတွေရဲ့အသက်ဝင်မှုဟာဆိုရင်အလေးစားပေါင်းနေတဲ့အပင်လေးလို့ထင်ရပေမဲ့ဒီအပင်လေးတွေဟာရှေ့ပင်နဲ့အင်မတန်ဝင်ပါတယ်ရှေ့တောင်အာရှနဲ့တိုင်းရင်းရှေ့ပညာရှင်တွေမှာဆိုရင်ခန္ဓာကိုယ်အပူဓာတ်ရောနေစေဖို့ uric acid ရှော့ချစေဖို့နဲ့ရောင်ရမ်းမှုတွေကိုသက်သာစေဖို့လှုပ်ဆွဲကြပါတယ်ဒါအပြင်အချို့ဒေသတွေမှာဆိုရင်လည်းဒီအရွက်လေးတွေကိုအစိမ့်လိုက်တုပ်စားကြတာဒါမှမဟုတ်ထိတ်ခန့်ချစ်တော့ကြတဲ့အထိအသက်ဝင်လာပါတယ်တဘာဝတရားကြီးကဖန်တီးပေးထားတဲ့အပင်တိုင်းမှာသူ့နေရာနဲ့သူအတိတ်ပဲနဲ့တန်ဖို့ကိုစီကြပါတယ်ကျွန်တော်တို့သတိမမူမိတဲ့ကြော်သွားလေးရှိတဲ့ဒီလိုအနီးအနားကအပင်သေးသေးလေးတွေမှာတော့မှစမ်းကြဲတဲ့အလှတရားတွေခိုအောင်နေကြတာပါပဲတက်ပတ်ဝေါ်ကျင်မှာရောဒီအပင်လေးတွေကိုတွေ့ဖို့ကြပါသလားခင်ဗျာကျွန်တော်တို့နေ့စဉ်သွားလာလှုပ်ရှားနေကြတဲ့လမ်းဘေးဝဲရနဲ့အုတ်နံရဟားတွေနားမှာဒီလိုခဲရအပင်လေးတွေကိုတတိထားကြည့်မိကြရဲ့လားလူအများစုကအပင်ပေါက်လေးတစ်ပင်လိုပဲကြော်ဖြတ်သွားလာကြပေမဲ့ဒီပင်လေးကတော့ဆိုင်းယန်တီလီယန်စနဲရီယန်တို့မဟုတ်မြင့်ခွာခေါင်းမျိုးနွယ်ပင်တဘာဝတရားရဲ့လက်ပါတဲ့မြင့်ပန်းပင်လေးတစ်ပင်ပဲဖြစ်ပါတယ်နင်းမောင်တဲ့အုတ်နံရံနဲ့အစေးရောင်အုံမွာပေါက်ပင်ကြားတွေမှာသူ့ရဲ့ခရဲရောင်ပန်းခံလေးတွေကချင်းခနဲ့ပွက်လန်းနေတာပါဒီပင်လေးတွေဟာပြုစုပြိုးထောင်ပေးကြမလို့ပဲအစိုးဓာတ်လေးနည်းနည်းရရုံနဲ့မှာကြောတဲ့ညီပြီးဒါမှမဟုတ်အုတ်နံရံအတူအကြောင်းတွေမှာတောင်ရှင်းတန်နိုင်ကြရှိကြပါတယ်သူ့ရဲ့အပင်လေးတွေဟာခရဲရောင်ပန်းပွက်သေးသေးလေးတွေအဖြစ်စတင်ပြီးပွက်လန်းပြီးမျိုးစေ့ရင်းမှန်သွားတဲ့အခါမှာတော့အဖြူရောင်မွေးလေးတွေအဖြစ်ကြောင်းလဲသွားကြပါတယ်။ဘာဝရဲ့စိတ်ငြိမ်မှုနဲ့အသက်ဝင်မှုကိုပုံမပေါ်လွင်စေပါတယ်။အပေပသေးသေးလေးလို့ထင်ရပေမဲ့တိုင်းရင်းစိတ်ပညာတွေနဲ့ဒေသန္တရစင်းနီးတွေမှာတော့ဒီပင်လေးဟာအလောအသက်ဝင်ပါတယ်။အစိတ်အတောက်ပြည့်စေဖို့ခန္ဓာကိုယ်အပူချစေဖို့ချောက်ဆိုးသက်သာစေဖို့နဲ့အကြည်ပြားရောင်ရမ်းတာတွေကိုသက်သာစေဖို့အတွက်ရှေးရခင်ကလေးကရှေးဖဲဝဲအပဲဖြစ်လှုပ်ဆွဲခဲ့ကြတာပါကြယူဆိုင်ဆိုင်ပြုခြင်းမခံရပေမဲ့နေရအတိုက်တံမရပေမဲ့လည်းမိမိပါရောက်ရာနေရာမှာအလားဆုံးပွက်လန်းနေတာဟာဒီခေရရပန်းပင်လေးရဲ့ထူးခြားတဲ့သင်ခန်းစာပါပဲသဘောဝတရားရဲ့သိငယ်တဲ့အလှတရားလေးတွေဟာအမြဲတမ်းစိတ်ကိုအေးချမ်းစေပါတယ်အေးချမ်းတဲ့ရင်ငယ်ကျဲကြီးတွေနဲ့ရင်နှုံးမြောင်းAI တွေရဲ့ရည်ပြင်းတွေပေါ်မှာအစဲရောက်ကိုစုံကြီးခိထားသလိုမြင်တွေ့ရတတ်တဲ့ဒီအပင်လေးတွေကိုသတိထားမိကြမှာပါဒါကတော့ dark green တို့မဟုတ်ကျွန်တော်တို့အလွယ်ခေါ်ကြတဲ့ရီမောပင်လေးတွေပဲဖြစ်ပါတယ်အရွက်ကလေးတွေဟာသေးသေးငယ်ငယ်နဲ့ရည်ပြင်းပေါ်မှာမျိုးပါနေကြပြီးတဘာဝတရားရဲ့စိတ်ဆိုးငြိမ်သက်မှုကိုဖန်တီးပေးထားတာပါဒီပင်လေးတွေဟာကမ္ဘာပေါ်မှာအသေးအငယ်ဆိုသောပန်းပွင့်အပင်မျိုးနယ်ဝေတွေထမပါဝင်ပါတယ်သူတို့မှာအမြင့်တူတူလေးတွေပဲပါရှိပြီးမြေကြီးထဲအမြင့်တွေ့စရာမလိုပဲရေထဲမှာအာဟာရဓာတ်တွေကိုတိုက်ရိုက်ဆက်ယူရှင်းတန်ကြတာပါမြို့ပေါ်နှုတ်လဲအင်မတန်မျက်ဆန်လောတာကြောင့်ခဏလေးအတွင်းမှာတင်ရေပြေတစ်ခုလုံးကိုစိတ်ဆူသွားအောင်ဖောအုပ်နိုင်စွမ်းရှိကြပါတယ်မြင်ရတာပြင်းငယ်ပေမဲ့တဘာဝဂေဟစနစ်မှာတော့ဒီပင်လေးတွေရဲ့အခန်းကဏ္ဍကမသေးတော့ပါဘူးရေထုထဲကပိုးရှာနေတဲ့ nitrogen နဲ့ phosphorus ဓာတ်တွေကိုရှောက်ယူပေးပြီးရေကိုပတ်စေပေးသလိုရေနေတတ္တဝါတွေနဲ့ငွေအချို့အတွင်းလည်းအဖို့တအာဟာရအစားအစာဖြစ်ပါတယ်ဒါအပြင်နေအောင်ချီဓာတ်ရိုက်ထိုးရှင်းမှုကိုကာကွယ်ပေးပြီးရေအောက်ကငါးလေးတွေအတွက်အေးမြတဲ့အရိပ်အဝါဒကိုဖန်
န်တီးပေးထားတာပါတဘောဝတရားထက်ကအရာတစ်ခုချင်းစီဟာသိငယ်သည်ဖြစ်စေကြီးမားသည်ဖြစ်စေသူ့နေရာနဲ့သူအသက်ဝင်မှုနဲ့အလတရားကိုစီကြပါတယ်ရိတ်သိနေတဲ့လီပင်ပေါ်မှာစိတ်ဆူစွာမျိုးပါနေတဲ့ဒီမော်ဘယ်လေးတွေကိုငေးကြည့်ရတာစိတ်ကိုအေးချစေတာအမှန်ပါပဲကြီးစုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကလေးကမိတ်ဆွေတို့အတွက်စိတ်ချနှံမှုရရှိခဲ့တဲ့ဆိုရင်ဗီဒီယိုလေးကို like လုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ကြပါဦးခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ဖို့ညွှန်လို့ပါတယ်ခင်ဗျာ